မင်္ဂလာပါမျိုးတို့ကျွန်တော်အခုမိုင်းမော့ဆေးကိုတွားမှာဗျာမိုင်းမော့ဆေးကျွန်တော်တွားနေတာပါဒါဝါဒီနဲ့မိုင်းမော့ခင်မိုင်းမော့မျိုးရဲ့တစ်သိတန်မျိုးလေးကိုရောက်တော့မတရားလေးအရှင်းဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်နေ subscribe လေးလည်းနေပြီး like share လေးလည်းလုပ်ပေးကြပါအောင်လို့မြတ်တိုက်ရခံပါတယ်အခုဆိုရင်ဒါကျွန်တော်မိုင်းမောမျိုးလေးကိုစာပြီးရောက်ပြီပေါ့နော်မြင်လိုက်ရတာနဲ့ကိုမှကိုပဲမြို့ဝဆိုရင်အင်မတန်မှစက်တည်းရှိတန်ရှင်းလက်ဆက်တဲ့အနံ့ရတာရပါတယ်အထီးတွေ့ကိုရတယ်ပေါ့နော်အနံ့ရတာ sorry အထီးတွေ့ကိုရတယ်ကျွန်တော်အခုတွေ့ရတယ်ရအားလုံးကဒါကျွန်တော်တို့ဝါလူမျိုးဖွင့်ထားတဲ့ဆိုင်တခုတရုတ်လူမျိုးဖွင့်ထားတဲ့ဆိုင်ကများပါတယ်ဒါပေမဲ့ဒီနေ့ကတော့ဝါပြည်နယ်မိုင်းမောခရိုင်မိုင်းမောမြို့ပေါ့နော်ဒီမှာဆိုရင်တော့ဗမာကမရှိတလို့နေပါတယ်ဗမာစကားတရားတောင်းတာမဟုတ်ပါဘူးဒီမှာကတရုတ်စကားကိုတောင်းမဲ့တရုတ်ပစံကိုတောင်းတယ်ဒါမျိုးပါတွားနေကြရတယ်တကယ်ကိုမှဒါကြည့်လို့စရာကောင်းပါတယ်တန်ရှင်းမှုပေါ့အဲ့ဒါတော့ဒါသူတို့ရဲခင်လေးပေါ့နော်ဆိုတော့ဥစားဒါစင်ဒါကျွန်တော်ဆေးရုံသွားနေပြီပေါ့ဆေးတဲ့ကိုတွားတဲ့အခါမှာလည်းပဲသူတို့တိုင်းသားပစ္စည်းတကူလေသူတို့ဒီမှာကျတော့လေဘယ်လိုပြောမလဲကုန်ကြောက်ပစ္စည်းရဲ့ပြီးရင်သူတို့ဝါစစ်အင်ဂျီလေးစစ်ခပတ်တွေစစ်ဖက်နက်တွေဒါလေးကိုများသောအားဖြင့်ရှောင်းတာတွေ့ရတယ်ရိုးရအစားအစာလေးရှောင်းတာလေးတွေ့ရတယ်ပေါ့နော်ဈေးထဲမှာတော့တချို့ရှမ်းနေရှိရပြဒီတချို့ရှမ်းနေဗမာစကားနဲ့တက်တယ်ပေါ့နော်တော်တော်များများတော့ဒါတရုတ်စကားဝါစကား